လည်းမင်္ဂလာပါရှင်။စတယ်လီမလေးချက်နေရနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေဒီနေ့ဗီဒီယိုလေးမှာတော့ထူးထူးဆန်းဆန်းကြောင်းရာတွေကိုမှစိတ်ဝင်စားတဲ့လူချင်းတွေတို့အတွက်မျိုးသမီးတွေအနေနဲ့ကောင်းမှုဆောင်ခန်းစားချက်တွေရပြီးအတူတူပြောဖို့ပေါ့နော်။အလဲတော်ပြီးကစားပေးတဲ့နေရာဒေသလေးတွေကြောင့်ကိုတတိယမှာပေးလိုက်ပါရရှင်။ဟုတ်ကဲ့ပါရှင်မျိုးသမီးတွေအကြောင်းပြောကြပြီဆိုရင်ပထမဆုံးသိရမှာကသူမတို့ရဲ့လူလားချက်တွေဆိုတာဟာလူချင်းမဲတို့မျိုးသားတွေနဲ့လုံးဝမတူတာပါပဲမျိုးသမီးတွေဆိုတာလှပတွေကိုကြိုက်ကြသလိုသူမတို့ပေါ်မျက်နှာတမူထားတာကိုလည်းလူချင်းတက်ကြပါရနော်ဒါကြောင့်လေစစ်ပင်လေပြင်းကြီးကိုမဖြတ်တန်းခင်ချိန်လေးမှာဆိုရင်ခံစားချက်တွေကောင်းမှုပြီးကျင်နာပန်းမကြီးရလေမျက်နှာဆန်းဆောင်လေးလိုဖြစ်ပေါ်လာစေဖို့ခုပြောပြတာလေးတွေကအကျိုးကျေးဇူးတွေအများကြီးရရှိစေနိုင်ပါတယ်ရှင်။စံရည်သားလေးတွေကိုတယူတရားနံမိုးရွာပြီးဥယျာဉ်ပြားလေးတွေကိုတွန်းချက်လေးနဲ့မြင်မြင်မို့ကုတ်လိုက်သလိုပြုမှုလေးတွေကပုံမှန်ဆိုရင်ပေါင်းမထွန်းစားတွေလုံးချင်ရပါမယ်။သူမတို့တော့ကတော့ဒီကောင်ကိုစားနဲ့ထုတ်လိုက်သလိုပါပဲတဲ့ရှင်။စံရည်သားနာကိုကိုလေးအားစားလို့ရွှေလည်နိုင်လေးတွေနာမှာပြာပုံလေးတွေလိုဝဲပြန်ပြီးကြေးကြေးဆုပ်ကစားသလိုပြုမှုလေးတွေဟာဆိုရင်လေပန်းမွှကြီးနဲ့အလံဝဲပေမယ့်ခံစားချက်တွေကတော့နီးနီးလေးပါပဲနော်ဟုတ်ကဲ့ပါရှင်အကြောင်းအရာတွေအတွက်တာဝန်ယူထားတဲ့နားလေးတွေကိုစကားတူတူပြောသလိုအတိမသားလေးတွေအနှဲချွေတာမျိုးမကျင်းမထားပဲရှာတိုင်းလေးနဲ့နားရဲ့နောက်ဖက်လေးတွေကိုကြည်စဲကစားတာမျိုးတွေအားလေးအတော်ဆိုပဲနဲ့အလိုက်တတိပေးစီချင်လာစေနိုင်နေအဓိကခလောက်တစ်ခုဖြစ်ပါရတဲ့ရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရေဒါကြောင့်လေလူချင်းမျိုးတို့နေနေသူမတို့နဲ့အတူတူပြောရှင်းနေဆိုရင်ပွဲမှုရဲ့ပြင်ကကျမဆိုတယ်လို့ပါပဲသူမတို့ဘက်ကနေနီးစိတ်တက်လာအောင်ခုပြောပြခဲ့တဲ့လုပ်ငန်းစဉ်လေးတွေကိုလည်းစူးစမ်းကြည့်လို့လည်းမမေ့ပါနဲ့နော်ဗီဒီယိုလေးပြီးဆောင်တဲ့ဒီအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့လည်းကျေးဇူးများကြီးတင်ရှိပါရရှင်ခုပြောပြခဲ့တဲ့အကြောင်းအရာလေးကိုကြိုက်နေတဲ့လို့သဘောကျတယ်ဆိုရင်လည်းကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပြီးအားပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ရှိပါရရှင်